အဲ့ရုပ်ထုတွေတော့ကျွန်တော်ထည့်ခဲ့ဘူးလေကောင်းတယ်ဆိုတဲ့အရာတွေကိုကျွန်တော်ပေးခဲ့တဲ့အချိန်မှာအဲ့အရုပ်ထုတွေကျွန်တော်အပြည့်မပေးရကျွန်တော်ဗုဒ္ဓဘာသာရဲ့ဆွေးနွေးတွေကအပြည့်မပေးနိုင်ဘူးလိုချင်တာကိုမပေးနိုင်ဘူးဗုဒ္ဓဘာသာကကြီးပွားချမ်းသာအောင်လုပ်မပေးနိုင်ဘူးလို့ထင်နေတော့လားအဲ့ဒီလိုအတွေးကအညံ့သာဗုဒ္ဓဘာသာဝင်တွေရဲ့အတွေးပဲဖြစ်လိမ့်မယ်အဲ့ဒီလိုဖြစ်ရတဲ့အကြောင်းရင်းဒါမှမဟုတ်အဲ့ဒီလိုတွေးရတဲ့အကြောင်းကတစ်ချက်ပဲရှိပါတယ်အဓိကပါလဲဆိုတော့ရှောင်ရံနဲ့ဆောင်ရံကိုကိုယ်ကိုယ်ပြပြမသိလို့ပဲဖြစ်ပါတယ်ဘလို့ရှောင်ရံနဲ့ရှောင်ရံနေလဲဗုဒ္ဓဘာသာမှာကမလုံရဘူးလို့ပြောထားတဲ့ဝါရိတတိလနဲ့လုံရမယ်လို့ပြောတဲ့စာရိတတိလအဲ့ဒီတိလနှစ်ခုရှိပါတယ်အဲ့ဒီတိလနှစ်ခုကိုဖျားဟောကြားထားခဲ့ပါတယ်ဝါရိတတိလဆိုတာကမလုံရဘူးဆိုတာကိုဆိုလိုတာဖြစ်တယ်စာရိတတိလကလုံရမယ်ဆိုတာကိုဆိုတာဖြစ်ပါတယ်ဒီလိုဖြစ်နေရတဲ့အကြောင်းရင်းကမလုံရဘူးဆိုတဲ့ဝါရိတတိလကိုရှင်းတန်းတင်ပြီးတော့မှလုံရမယ်လို့ပြောထားတဲ့စာရိတတိလကိုမိထားကြလို့ပဲဖြစ်ပါတယ်ဒါကြောင့်မလို့ကြီးပွားချမ်းသာနိုင်မှုရုပ်တုတွေကအဖြစ်မပေးပါဘူးဆိုပြီးတော့မှအဲ့လိုအတွေးမျိုးဖြစ်တဲ့အဲ့လိုမျိုးအမြင်မျိုးမြင်တာဖြစ်ပါတယ်အဲ့ဒီဥစ္စာကိုဆန့်ကျင်လာလို့ပြီးတော့မှဝါရိဒတိလမလို့ရဘူးဆိုတာကိုရှောင်ကျင်ပြီးတော့မှစာရိဒတိလလုပ်ရမယ်ဆိုတာကိုခြေတန်းတင်ပြီးတော့မှလောက်ကင်ဆောင်ရွက်ကြည့်ပါအဆင်ပြေလာပါလိမ့်မယ်ကျွန်တော်ကိုယ်တိုင်လက်တွေ့ခံစားရလို့မျှဝေပေးတာဖြစ်ပါတယ်မိတ်ဆွေတို့ရဲ့အမြင်ကတော့ဘယ်လိုမျိုးရှိလဲ comment မှာဆွေးနွေးပေးခဲ့ကြပါဦးကျွန်တော်ရဲ့ account ကို follow လုပ်ပြီးတော့မှ like and share လေးနဲ့လည်းကူညီပေးကြပါဦးကျေးဇူးပါနောက်ဗီဒီယိုမှာပြန်ဆောင်ပေးကြပါမယ်ခင်ဗျ